ဒါဘယ်လိုရောက်နေတာလဲ ဒီကစကောဆိုတဲ့ဆိုင်လေးက မှား ဒါ တာ လေးတော့တာစတိုဘယ်ရီမချာ ဆော်ဗယ်မချ ကောင်းပါ စစ်ချက်တော့ပဲပေးရဒီနေ့မနက်ခင်းကတို့မြန်မာဆိုင်သွားပြီးသွားစားတာပေါ့နော်အမြောက်အပြက်ပြီးပြန်လာ ပြောရရင် အပြက်ပြီးစားမကောင်းဘူးလားကျွန်တော်တော့မဟုတ်ဘူးပြောတာကိုစားမကောင်းဘူးလေ ကျွန်တော်ကညာလာဆိုတာဒီလိုမျိုးပါဒီလိုရိုက်ပြီးတော့မှာကျွန်တော်ကကြားဆို စားမကောင်းဆိုတော့စားကောင်းတဲ့ဆိုင်လိုက်ပြီးတော့လိုက်ကြည့်ရဖျောက်လာရင်ဒီဆိုင်ရဲ့တက်တွေ့ရစကောလာအခါမှတော့မထိုင်ဘူးဒါပထမဆုံးထိုင်တာပေါ့နော်တော့ပါဘယ်မှာရှိလဲဆိုတော့ကျွန်တော် SMU တန်းမှာပေါ့နော် SMU ဆိုတော့ကျွန်တော်တက်ခဲ့တဲ့အကြောင်း ကျွန်တော်သိပောက်ခဲ့စားကျွန်တော်သိပါ အလုပ်ကလည်းပြန်အလုပ်ကအိုက်နာပါဆိုတော့သူ့ပဲပေါ့ပါအရင်တော့ live ပါစင်ကာပူထွက်လာတော့ကျင်ဘာအကြောင်းဆိုတော့အဆင်ပြေတယ်အကြောင်းอ่ะဒါပေမဲ့အကြောင်းရဲ့ apparel ပေါ့ တော့တော်ကောင်းတယ်တာ လူငယ်တွေ့ရတော့လူငယ်တွေ့ရတော့ဒါလည်း motivate တော့ဖြစ်တယ် သူတို့ကတော့ပါတော့ဒီလိုမျိုးများလို့ပါတော့ ဟုတ်လားပေါ့ ပြည့်နေနေတယ် ဒီမှာလည်းမကောင်းတဲ့ဟာဆိုတော့အစား ဟိုဘာလို့မစားနိုင်လဲစဉ်းစားလို့မမသိ ဘုံကတော့ပွဲမှာကြာ15ကျက်တင်တယ်တော့နှစ်ပွဲမှာတော့ဗောနော်ကန်ကောင်းကတပွဲတော့ပိုရှင်တော့ညာပါတယ်ပိုရှင်15ကျက်ဆိုတော့2ယောက်စားလို့ရတော့2ယောက်စားလို့ရအောင်လုပ်ပြီးတာအဆင်ပြေတယ် သူကတည်းကတော့တယ်တော့ ဟိုဘာလို့ review ပေးတာလဲပါအကျူရ review ပြန်ပေးရ ပြောလို့ပြီးမပေးနိုင်ဘူးဒီမှာ ကျွန်တော်ပေးတာမဟုတ်ကျွန်တော်မြန်ပေးတာတော့စားမကောင်းကျွန်တော်တော့ကုန်သွားပါ ဟုတ်တယ်မပေးနိုင် တော့ပြောတယ်တော့တကူလိုတယ်ပြောတယ်ဘုံကစားပြီးတော့ဘုံကမှတော့ဟိုစားရတယ်မတူဘူးကဲနေစားတာမတူဘူးတကူလိုနေတယ်ကျွန်တော်တူပြလိုက်ပါတော့ဒီကလက်ဆက်မှု ကျမဘာမှမဟုတ်ဆရာလည်းသူ့အတူပြောနေတာတော့ဘာမှမဟုတ်ကျမအကြိုက်မဟုတ်ခဲ့ဘူးအဲ့လိုလေ ကျွန်တော်တို့အကြိုက်တော့ဖြစ်ခဲ့ဘူးစင်ကာပူကဒီနေ့တော့ဖြစ်တယ်ပြည့်ရဆိုတော့ဒီမှာနေရာအေးစီဟော်ရီလေးတွေတက်တန်းနေအောင် ပြင်းနေတဲ့ဘိုင်းကလည်းလို့လက်ခေါ်ပါ